ကျွန်တော်ကစာရေးဆရာစန်းစာ summary ပါကျွန်တော်ကဒီတပိုးတန်စာစဉ်မှာတော့စာဒီရေးတယ်ပေါ့နော်ပြီးတော့နိုင်ငံရေးသူတွေဒီလုပ်တယ်ဆိုတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာတာတွေနောက်ထူးပြီးတော့သမိုင်းနဲ့ပတ်သက်တဲ့ကိစ္စနဲ့အခြေခံပြီးတော့စာရေးတာတွေစသဖြင့်အလုပ်ပါတယ်နိုင်ငံရေးသင်တန်းလည်းရွေးကောက်ပွဲဆိုတာတော့စစ်တပ်ကသူတရားဝင်ဖို့ရှာဖို့အတွက်လုပ်ဖို့စူးစမ်းမှုတစ်ခုထဲကဖြစ်တယ်ပေါ့နော်အစောတုန်းကလည်းဒါရွေးကောက်ပွဲလုပ်ထားပြီးသားတော့ရှိတာပဲဆိုရွေးကောက်ပွဲလုပ်ထားပြီးသားရှိတဲ့ထဲမှာဒါကြီးကိုမတရားပါဘူးမကျေနပ်ဘူးဆိုပြီးတော့သူကထောက်ပြီးတော့အာဏာသိမ်းတာပေါ့နော်အကြောင်းရင်းကတော့မျိုးရှိတာပေါ့ဆိုတော့အမျိုးရှိတဲ့ထဲကမှခဏလိုမျိုးအာဏာကိုသိမ်းပြီးတဲ့အခါကျတော့ဒီရွေးကောက်ပွဲကိုသူတို့ပြန်လုပ်မယ်ပေါ့ပြောချင်တာကတော့ငါတို့မနိုင်တော့နိုင်တဲ့ဟာကိုငါတို့လုပ်မယ်ပေါ့နော်ငါလူတွေနဲ့ငါတို့မကျေနပ်လူတွေအကုန်ဖြုတ်ထုတ်ငါတို့ပဲကျေနပ်တဲ့လူထိလို့ရမယ့်လူတွေပဲထည့်ပြီးတော့လုပ်ကြမယ်ပေါ့ရွေးကောက်ပွဲကိုဆိုတော့လှုပ်လိုက်ခြင်းအဖြစ်ကတစ်ဖက်ကတော့လေသူ့ညှို့လင်းချက်ကအရင်တော့အတိုင်းပဲနိုင်ငံတကာရွေးကောက်ပွဲလုပ်ပြီးဆိုလို့ရှိရင်ပြန်ပြီးတော့အလုပ်တွေလုပ်ကြမယ်စကားတွေပြောကြမယ်ငင်းချင်းရေးလေတံတွေပြန်ပြစ်ကြမယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုငင်းချင်းရေးနဲ့ပတ်သက်တဲ့ funding တွေအရင်တည်းရထားတာတွေရှိတာပေါ့နော်ဒါတွေပြန်သုံးမယ်ပေါ့ဆိုတော့ဒါတွေကသူတို့မှတွေးထားပြီးသားရှိပါတယ်အဲ့တော့ဒါနဲ့ရွေးကောက်ပွဲလုပ်မယ်ထွက်ပေါက်တစ်ခုလို့သဘောမျိုးပြန်ပြီးတော့ရှာတယ်ဒါပေမဲ့ဒါကလူလူတွဲလုပ်တာတော့မဟုတ်ဘူးသူတို့ထုံးစံတိုင်းဆက်ပြီးတော့တနက်နဲ့ပြဖို့ legitimacy လို့ပြောလို့လည်းရတယ်အခုဟာစစ်တပ်ကအာဏာသိမ်းပြီးလုပ်တယ်ဆိုရုပ်တက်ကြည့်ရင်စစ်တပ်ကလုပ်တယ်ပေါ့ဒါရွေးကောက်ပွဲတက်လာလို့ဟိုဘက်အစိုးရနဲ့လုပ်တယ်ဆိုရင်ဒါအစိုးရလုပ်တာဖြစ်သွားပြီဆိုတော့စစ်တပ်ကလည်းရှောင်လို့ရတဲ့သဘောမျိုးရှိတယ်ဆိုတော့ထပ်ပြီးတော့ဟိုပြစ်မဲ့ခတ်မဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပဲအခုလည်းလုပ်နေတာပဲဘုံတွေလည်းစတိုက်ထုတယ်လေနည်းနည်းပြစ်တယ်ပြည်သူတွေကိုလည်းလှုပ်ထဲတာပဲပုံတော့ပေါ့နော်လှုပ်ထဲနေရနေမှာနောက်တစ်ဆင့်တက်လာတဲ့အခါကျလို့ရှိရင်နိုင်ငံတကာနဲ့လည်းစကားပြောလို့ရတယ်နောက်ပြီးတော့စစ်တပ်ကလုပ်တာအစိုးရကလုပ်တယ်ဆိုတဲ့ပုံစံမျိုးလေးပို့ဖော်လို့ရတယ်ပေါ့နော်အဲဒီအတွက်သူကရွေးကောက်ပွဲကိုလုပ်ဖို့စူးစမ်းတယ်လို့ပဲမြင်ပါတယ်သူတို့ဘာလို့ပြောမှာပဲလीနော်အဲဆိုသူတို့ကငါတို့ကတရားဝင်ပါတယ်ဆိုတော့စကားချမှမချတာအစိုးရဖြစ်နေတယ်လူတွေပဲဆိုတော့အစိုးရဖြစ်လို့ရလားမရလားလဲမသိဘူးဖြစ်ကျင်တော့အတင်းအာဏာသိမ်းပြီးတော့ကိုအစိုးရလို့ခေါ်ပြီးတော့လုပ်တာပဲခုလဲဒါပေမဲ့အခုလုပ်တာတော့အရင်ရုပ်ပေါက်တာပေါ့နော်အဲဆိုဟိုလိုလုပ်တော့ကြတော့နည်းလိုင်စင်လေးထွက်လာတဲ့သဘောမျိုးတော့ရှိတယ်ပေါ့ဆိုတော့အရင်တော့လည်းဒီလိုပဲဟိုရိုင်ဂျာမျိုးတုံးတက်တဲ့ကိစ္စတွေလုပ်တာဆိုလို့ရှိရင်ဒီလိုပဲလုပ်တာပဲနော်အဲ့တော့သူကဒီသူ့အနေနဲ့လည်းပို့ပြီးတော့တရားဝင်မှုရမယ်နိုင်ငံရေးထွက်ပေါက်ရမယ်ပို့ပြီးတော့လည်းတချို့ကိစ္စကြရင်ကာယတွေ့ရတဲ့ကိစ္စတွေကြရင်ဒုံနဲ့ရတန်းနဲ့ပြလိုက်လို့တဲ့ကိစ္စပြီးမုတ်လေးကျွေးလိုက်လို့တဲ့ကိစ္စပို့လို့ကောင်းတာပေါ့နော်ဆိုတော့ဒါကတော့သူလုပ်ဖို့အတွက်စူးစမ်းမှုတစ်ခုပါပြောင်းမလဲဆိုတော့ကျွန်တော်ကဟိုပုံမှန်ပြောနေကြတဲ့စကားတွေတော့ရှိတာပေါ့နော်ဆိုနိုင်ငံရေးပြန်ပြီးတော့အစပြုကြမယ်ပြီးလို့ရှိရင်ဟိုနိုင်ငံတကာနဲ့ပြန်ပြီးတော့စကားပြောဖို့စူးစမ်းမယ်ပြီးလို့ရှိရင်အရင်တိုင်းပြင်ဖြစ်လာအောင်လုပ်ကြမယ်ဆိုတဲ့ဟာမျိုးတွေတော့ကြားရတာရှိပါတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့အတိအကျပြောဖို့ခက်တယ်ဘာလို့အနာဂတ်မှန်းခက်တာပေါ့နော်အမြဲတမ်းအနာဂတ်မှန်းလို့ရှိရင်မြန်မာနိုင်ငံမှာမျိုးဖြစ်တဲ့သဘောရှိတာအောင်ဆိုတော့ဒါပေမဲ့တေချာတာဒီနိုင်ငံတကာကတော့အရင်တုန်းကလိုမျိုးတော့တန်ပြီးဟိုဦးသိန်းစိန်ခေတ်တုန်းကလို legitimacy ကောက်ပေးဖို့ရတော့မရှိဘူး။ဘာလို့ဆိုတော့အခုကအရန်တအားရုပ်ပေါက်ပြီးတော့မှဟိုတရားတွေလည်းဆွဲကန်ထိအမှုတွေလည်းဖွင့်ထားတဲ့ပုံစံမျိုးဖြစ်တော့ကြတော့စစ်ကောင်စီတော့တရားဝင်တော့လာပြီးဝုန်းနဲ့ပေါင်းမှာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အတိုင်းအတာတစ်ခုအထိဟို under table ပေါင်းကြတဲ့ကိစ္စမျိုးတွေစကားပြောတဲ့ကိစ္စတွေကတော့အခုလည်းရှိပါတယ်နော်အဲ့ဒါတော့တိုးလာဖို့ရှိတယ်လို့ယူဆလို့ရတယ်နောက်တိုးလာဖို့အကြောင်းပြချက်တချို့လည်းရှိတယ်ဥပမာဖြစ်လူသားချင်းစာနာထောက်ထားရေးဆိုင်ရာကိစ္စတွေကြရင်တရားဝင်လို့ရလာမယ်နိုင်ငံတကာအခုဆိုလို့ရှိရင်ကျတော့စစ်တပ်မှုလို့မပေးရဘူးလို့ပြောလို့သူတို့ရက်ထားတဲ့ funding တွေရှိတယ်နော်အဲ့ဒါလေးကနောက်ကြလို့ရှိရင်နိုင်ငံတကာကနေပြီးတော့စစ်တပ်ကမဟုတ်တော့ရွေးကောက်ပွဲလုပ်ပြီးပဲဆိုပြီးတော့ပြန်ဆလာနိုင်တဲ့အနေအထားတွေလည်းရှိတယ်ဒါခုအနေနဲ့တရားဝင်မှုမျိုးနော်ချက်ချင်းပေးလိုက်တာမျိုးမဟုတ်ရင်တော့မှတိုးပြီးတော့ပေးလာတာမျိုးတွေလည်းဖြစ်နိုင်တယ်တစ်ဖက်ကစစ်တပ်ခုနပြောခဲ့သူပဲစစ်တပ်ကလည်းသူကလိုင်စင်ရသွားမှာဆိုတော့သူတိုက်တဲ့ခိုက်တဲ့ကိစ္စတွေကလည်းတချို့အဖွဲ့ခွဲပြီးလုပ်မှာပေါ့နော်ငင်းငင်းရေးပြောမယ်ထုံးစံတိုင်းဒါလုပ်နေကြငင်းငင်းရေးပြောမယ်ဖွဲ့ငင်းငင်းရေးခေါ်မယ်ပြစ်ဖို့လိုတဲ့ဖွဲ့ကိုဆိုသူတို့ထင်တဲ့ဖွဲ့ကိုထပ်ပြစ်မှာသူကနော်ပြီးလို့ရှိရင်လူတွေတော့သူ Q ဆိုင်မှာမဟုတ်ဘူးလူတွေကတော့အသုံးချဖို့အတွက်ပဲသူကစဉ်းစားမှာပဲနော်အဲ့ဒါတွေလုပ်မှာပဲပေါ့ဆိုတော့ဒါမျိုးတွေတော့ဟိုအနာဂတ်မှာတော့ဆက်ဖြစ်လာကြအောင်ရှိတယ်စစ်တပ်နိုင်သွားပြီးဆိုတော့စစ်တပ်ရွေးကောက်ပွဲပြီးသွားပြီဆိုရင်သူနိုင်တဲ့အဖွဲ့ကသူသဘောကျတဲ့အဖွဲ့ပဲဖြစ်မှာပဲဒါကတေချာပြီးသားဒါကဗေတင်လည်းမေးစရာမလိုဘူးဒီကိစ္စဆိုတော့နိုင်ပြီဆိုလို့ရှိရင်သူလုပ်ချင်ရလို့ဖို့အတွက်လိုင်စင်ထွက်ပြီအဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ခြေလှမ်းကိုတဆင့်ထပ်ပြီးတော့တိုးတာမျိုးလုပ်မယ်လို့ယူဆရပါ
ရွေးကောက်ပွဲမှာရှိရတဲ့အင်္ဂါဆိုတာတော့နည်းနည်းပိုပြီးတော့ကျေပြန့်တယ်နောက်ဒါတရားမျှတမှုရှိဘလို့ရွေးကောက်ပွဲလုပ်မလဲရွေးကောက်ခံကိုယ်စားလှယ်တွေကိုဘလို့မျိုးရွေးမလဲဘလို့ဘသူတွေကရွေးမလဲဘလို့စောက်ကြည့်မလဲရွေးမဲကိုဘလို့ပေးမလဲစတဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတော့အသေးစိတ်ပြောရင်နည်းနည်းပိုချနိုင်တယ်ပိုရှုံနိုင်တယ်ဒါပေမဲ့အရေးကြီးတဲ့နေရာတခုတော့ဒီမှာပြောချင်တာရှိတယ်အဲ့ဒါမြန်မာနိုင်ငံကရွေးကောက်ပွဲတွေကိုအခုဆိုလို့ရှိရင်လေရွေးကောက်ပွဲကအဖြေလားလို့မေးတဲ့လူတွေရှိတယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေအဖြေဖြစ်ခဲ့သလားဆိုတာလည်းအများကြီးပြဿနာရှိတယ်ရွေးကောက်ပွဲအဖြေလို့ထင်ပြီးရွေးကောက်ပွဲဝင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ရွေးကောက်ပွဲတွေအဖြေမဖြစ်ခဲ့ဘူးမဖြစ်ခဲ့လို့လည်းအခုဒီပြဿနာဖြစ်တာနော်အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲတွေကိုဘယ်လိုမြင်မလဲဆိုတဲ့အမြင်ကိုတော့ကျွန်တော်နည်းနည်းပြောချင်တယ်ဒီနေရာမှာအဲ့တော့ရွေးကောက်ပွဲတွေဆိုတာကတကယ်တမ်းကတရားဝင်တဲ့အုပ်ချုပ်သူကိုရွေးဖို့အတွက်စူးစမ်းတဲ့ democratic ဖြစ်စဉ်တွေပေါ့နော်သို့တော့မြန်မာနိုင်ငံကိုကြည့်တဲ့အခါမှာမြန်မာနိုင်ငံက normal state မဟုတ် normative state အင်္ဂလိပ်လိုပြောရင်နော် normal state မဟုတ်ပုံမှန်ဖြစ်နေတဲ့စံနှုန်းနဲ့တကွာတိဆောက်ထားတဲ့နိုင်ငံတော့မဟုတ်ကျွန်တော်နိုင်ငံတော့ကျွန်တော်နိုင်ငံတကယ်တမ်းတိကျပြောရင်ကျွန်တော် prerogative state ဆိုတာ prerogative state ကိုနောက်တစ်မျိုးပြောလို့ရှိရင် mafia state လို့ပြောလို့ရတယ်ဒါမှမဟုတ်အဲ့လိုမပြောရှင်ကျွန်တော်လူကိုအမဲပြန်လိုက်တဲ့နိုင်ငံကျွန်တော်နိုင်ငံဆိုနိုင်ငံကစစ်အာဏာရှင်ကြောက်ဖြစ်စေဒါမှမဟုတ်ဒီမိုကရေစီအစိုးရလက်ထက်မှာဖြစ်စေကျွန်တော်နိုင်ငံတာဝန်ခံနိုင်တဲ့နိုင်ငံမဟုတ်ပြဿနာဒီမိုကရေစီလို့ဘယ်လိုပဲပြောကျွန်တော်နိုင်ငံကတာဝန်ခံနိုင်တဲ့အစိုးရဆိုတာတစ်ချက်လုံးမရှိဘူးဘာလို့မရှိလဲဆိုကျွန်တော်နိုင်ငံရဲ့သဘောတရားကိုပြန်ကြည့်ရင်ကျွန်တော်နိုင်ငံကဟိုးလွတ်လပ်ရေးစပြီးရတဲ့အချိန်ကစကောက်လို့ရှိရင်ဖာစာပါလာနဲ့ကျွန်တော်တို့ community နဲ့꿰တယ်ပြီးရင်မာဆာလာနဲ့ဘာကပါနဲ့ဆက်꿰တယ်ပြီးလို့ရှိရင်အဲ့ဒီကျွန်တော်တို့ဒါဝတာနာဖာနဲ့ NCGUB ဆိုပြီးတော့ကျွန်တော်တို့အလင်မှာတစ်ချောင်းထက်꿰တယ်နောက်တစ်ချိန်ကျတော့လေ USDP နဲ့ NLD ဆိုတစ်ချောင်းထက်꿰တယ်ပြီးတော့လေအခုတစ်ခါ SAC နဲ့တစ်ခါဟို NUG ဆိုထက်꿰တယ်အဲ့တော့ဒါကကျွန်တော်တို့လွတ်လပ်ရေးရပြီးတဲ့အချိန်မှာအချုပ်ချအာဏာကိုငါတို့ပိုင်ပါလို့ပြောတဲ့အုပ်စုနဲ့အုပ်စုကအများတန်းရှိတာရှိပြီးတော့အဲ့ဒီအုပ်စုနဲ့အုပ်စုကရန်ဖြစ်အောင်မဟုတ်ဘူး American မှာ Democratic နဲ့ Republican လို့ဖြစ်နေတာမဟုတ်ဘူးကျွန်တော်စီမှာအချင်းချင်းအမြင့်ဖြတ်ဖို့စူးစမ်းနေကြတဲ့အုပ်စုနဲ့အုပ်စုကအများတန်းရှိနေတာအဲ့တော့မကျေနပ်လို့အရှိကိုပြန်ကောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒို့ဘုံမှာအစီအုံကြည့်မလားကျွန်တော်တို့ဟို GCP နှစ်ချမ်းကွဲတာကိုကြည့်မလားဆိုကျွန်တော်အမြဲတမ်းနှစ်ချမ်းကွဲနေတာပြဿနာနှစ်ချမ်းကွဲတော့ကျွန်တော်ကဒီတိုင်းသားဒေသတွေဘာညာနယ်စပ်တွေမှာဖြစ်နေပြဿနာမပြောသေးဘူးဒီအချုပ်ချာအာဏာဆိုတဲ့အရာကြီးကိုပဲငါတို့ပိုင်မာတွေလို့ပြောတဲ့အုပ်စုကအမြဲတမ်းနှစ်အုပ်စုဖြစ်ပြီးတော့နှစ်အုပ်စုကဝိုင်းဆွဲတာပေါ့နော်အဲ့တော့ကျန်တဲ့တိုင်းသားဒေသတွေမှာလည်းအဲ့လိုနှစ်ချမ်းကွဲတာပေါ့ဗျာဥမာ KNU ကနေ DKB ထွက်သွားတာမျိုးတွေပါဒါအုံလုံးကဟိုငါဘက်ကိုပါအောင်ဆိုပြီးဆွဲကြတဲ့ခါမှာအမြဲတမ်းဘေးနားတွေပါလိုက်ပြီးတော့ကွဲထွက်တာပေါ့နော်အဲ့တော့နောက်ပြီးတော့နေမီကအစဘာကိုအာမခံချက်ပေးနိုင်လဲဘာကိုဘယ်သူမှအာမခံချက်မပေးနိုင်ဘူးအရှိဆိုရလုတ်တဲ့ဟာကိုနောက်ဆိုရအမြဲတမ်းဖြတ်တယ်အဲ့တော့အဲ့လိုဖြတ်ခဲ့တဲ့အခါကျတော့ဘာနဲ့ညှိမလဲဆိုမေးခွန်းရှိတယ်နိုင်ငံရေးအခုဆိုပြောကြတယ်ဗျာနိုင်ငံရေး pact ပေါ့နော် political pact တစ်ခုနိုင်ငံရေးသဘောတူညီချက်တစ်ခုထွက်လာမှရမယ်ဆိုမေးခွန်းကဘာနဲ့ညှိမလဲဥပမာပေလုံမှာတော့က sense of honor sense of respect ဆိုပြီးတော့ဘုရားအောင်ဆန်ပြောတယ်ပြောချင်တာကငါတို့ဂုဏ်သိက္ခာနဲ့အပေါင်ခံတယ်ပေါ့နော်အဲ့ဒီအပေါင်ဆုံးသွားပြီအဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့ကစာချုပ်စာတမ်းအနေနဲ့เนาะမဲတရောထတို့ပါအများကြီးထိုးကြတာပြက်ပြန်ပြီကဲဟုတ်ပြီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့48ဆွဲတယ်84ဆွဲတယ်2008ဆွဲတယ်ဖွဲ့စည်းပုံနဲ့လည်းအာမခံလို့မရပြန်ဘူးအဲ့တော့မင်းကဘာနဲ့အာမခံပါလဲလက်ရှိမှာအဓိကပြဿနာအဲ့ဒါတက်လာမဲ့အစိုးရတိုင်းအတွက်အဓိကပြဿနာကမှန်းလို့ရတဲ့တကယ်အာမခံလို့ရတဲ့ဒါကဒီစစ်တပ်မပေါ်ခင်တည်းရှိတဲ့ပြဿနာဒီစစ်တပ်မှမဟုတ်ဘိုးကျောင်းအောင်ဖိုးခေတည်းရှိတဲ့ပြဿနာเนาะအဲ့တော့ကျွန်တော်တို့ကဟိုတကယ်လို့ဒုတိယကကျူးကျော်ဆဲကိုပြန်ကြည့်မယ်ဆိုရင်တော့မှတကယ်တမ်းကဟိုအရှိငါဖေကထိုးရတဲ့ရန်တဘူစာချုပ်ကိုငါဆက်ပြီးတော့စိတ်ရောချင်းမပေးနိုင်ဘူးလို့ပြောတာလည်းပါတယ်နော်ဖြစ်ကြတဲ့ပြဿနာအဲ့တော့ကြတော့အရှိဆိုတာတက်လို့ရှိရင်နောက်ဆိုတာမလုပ်ချင်တာကျွန်တော်တို့ယဉ်ကျေးမှုတွေမှာဖြစ်နေပြီးသားအဲ့ဒါအဲ့တော့ဘာနဲ့ညှိမှာလဲမိကုန်းကအဲ့တော့ညှိဖို့နိုင်ဖို့ကျွန်တော်တို့ကရှာလို့မရဘူးဆိုရှင်ကျွန်တော်ပြဿနာရှိတယ်အဲ့တော့ရေရှည်ကတော့ကျွန်တော်တို့ဘာလို့လဲဆိုလို့ရှိရင်တာဝန်ခံနိုင်တဲ့နိုင်ငံတစ်ခုလိုတယ်ကျွန်တော်တို့ကအဲ့တော့တာဝန်ခံနိုင်တဲ့နိုင်ငံရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအဲ့ဒါကတော့နိုင်ငံရေးမှာတော်တော်အရေးကြီးတဲ့ကိစ္စဖြစ်လိမ့်မယ်အရှိအနောက်တာဝန်ခံနိုင်တဲ့နိုင်ငံမရှိမချင်းဘယ်ရွေးကောက်ပွဲမှာအဓိပ္ပာယ်မရှိဘူးဟုတ်နော်ကျွန်တော်ရွေးကောက်ပွဲကြိုက်သလိုလို့လူများစုကသဘောတူလိုက်လို့လေလူနည်းစုကခေါင်းမခံရမယ်လို့ကျွန်တော်တို့ပြောလို့မရဘူးလူနည်းစုကိုအဲ့တော့လူများစုကသဘောတူပြီးတော့လူနည်းစုကိုခြံလို့မရဘူးနောက်ဒီမိုကရေစီမှာပြတဲ့နှစ်ချမ်းရှိတယ်တစ်ချမ်းပါလဲဆိုတော့ကျွန်တော်တို့ပုံမှန်လူတွေပြောလို့ရှိတာကmajority rule ဒါမှမဟုတ်လို့ရှင်လေ winner rule ပေါ့ဗျာနော်နိုင်တဲ့သူကအုပ်ချုပ်တယ်ပေါ့ဒါပေမဲ့နောက်တစ်ချမ်းရှိသေးတယ်နောက်တစ်ချမ်းကကျွန်တော်တို့ဟိုခေတ်တုန်းကခေါ်တာက consent of the governed လို့ခေါ်တယ်အုပ်ချုပ်ခံရတဲ့သူတွေရဲ့သဘောတူညီချက်ဒါပေမဲ့ဒီနေ့ခေတ်စကားနဲ့ပြောကြတော့ consent of the lost ရှုံးသွားတဲ့လူတွေရဲ့သဘောတူညီချက်လို့တယ်အဲ့နှစ်ခုကိုညှိလို့မရမချင်းဒီမိုကရေစီကအလုံးမဖြစ်ဘူးဒီမိုကရေစီကနိုင်သူအုပ်ချုပ်တဲ့စနစ်မဟုတ်ဘူးနိုင်သူအုပ်ချုပ်တဲ့ရှုံးတဲ့သူသဘောတူတယ်အဲ့လိုဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်လဲအဲ့တော့နိုင်ငံရေးကငါတို့ကနော်ဟိုရန်သူတွေမဟုတ်တော့ပါဘူးဆိုတာကိုအဖွဲ့အကုန်လုံးနဲ့အဖွဲ့တွေအများကြီးကြားထဲမှာငါတို့ကအနည်းဆုံးကတော့သဘောမတူရင်တော့မှနိုင်ငံရေးရငါတို့ကအိမ်နီးနားချင်းတွေဖြစ်တဲ့သဘောတူညီချက်ရှိကြယူလို့ရတဲ့မိတ်ဆွေမျိုးတွေဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးပေါ်အောင်ဘယ်လိုလုပ်ကြမလဲ
အဲ့ဒါတွေမရှိမချင်းရွေးကောက်ပွဲအထိပ္ပယ်မရှိဘူးအဲ့တော့ကျွန်တော်တို့ကြိုက်တဲ့ရွေးကောက်ပွဲလို့မြန်မာနိုင်ငံမှာမင်းအောင်လှိုင်မှမဟုတ်ဘသူလို့နောက်တစ်ခါအရက်အသာဆိုရတက်လာပြီးတော့ပဲလို့ဒီမြန်မာနိုင်ငံရဲ့တိဆောက်ပုံစနစ်ကိုကသဘောမကျလို့ငါတို့ဖိနေထားလို့ငါတို့ထွက်ပြီးတနက်နေ့ပြရပါတယ်ဆိုတော့အုပ်စုတွေကသဘောမတူဘူးဆိုရင်တနည်းပြောရင်နိုင်ငံရေးမိသဟာယစိတ်မပေါ်နိုင်ဘူးဆိုရင်ဘယ်ရွေးကောက်ပွဲမှာအထိပ္ပယ်မရှိဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုတော့တကယ်တာဝန်ခံနိုင်သောနိုင်ငံပေါ်ဖို့လိုတယ်ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရကကျွန်တော်ဆိုအမြဲတမ်းပြောတယ်မင်းအောင်လှိုင်ပဲလို့ဘယ်သူပဲလို့စိတ်ဝင်စားအောင်တာဝန်ခံနိုင်တဲ့နိုင်ငံပေါ်လာတဲ့ရွေးကောက်ပွဲသားတင်တရားဝင်တဲ့ရွေးကောက်ပွဲဖြစ်တယ်ကျန်တဲ့ရွေးကောက်ပွဲအားလုံးကအတူရောင်ဒီနေ့ခေတ်အတူရောင်ရွေးကောက်ပွဲဆိုမင်းအောင်လှိုင်လောက်တာကိုပြောတာကျွန်တော်တို့ကအတူရောင်ရွေးကောက်ပွဲဆိုတာတာဝန်ခံတဲ့နိုင်ငံမပေါ်မချင်းလုံးသမျှအကုန်အတူရောင်ရွေးကောက်ပွဲဆိုတော့ဒီလိုမျိုးမြင်တာပေါ့နော်အဲ့တော့ရွေးကောက်ပွဲကိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကအမြဲတမ်းပြန်မေးရမယ်ဘသူဘလို့တာဝန်ခံပါလဲအရင်တော့ဖြစ်ခဲ့တဲ့အတိတ်သမိုင်းပြဿနာတွေရှိတယ်ပြန်ပြီးတရားဆွဲလို့ရလားလုပ်လို့ရလားဒါမှမဟုတ်အခုဖြစ်တဲ့လူဖွေဖောက်ဖျက်တဲ့ပြဿနာတွေရှိတယ်ကျွန်တော်တို့ဘလို့ရှင်းမလဲဒီပြဿနာဘယ်နိုင်ငံမှဒါကိုတာဝန်မခံနိုင်ဘူးဆိုရင်ရွေးကောက်ပွဲအထိပ္ပယ်မရှိဘူးတာဝန်ခံတဲ့နိုင်ငံပေါ်အောင်လုပ်တဲ့ရွေးကောက်ပွဲဆိုလေအဲ့ဒီအခင်းချင်းကိုကျွန်တော်ကရှင်းဖို့လိုတယ်အခုလိုမျိုးစစ်တပ်ကလှုပ်ထားတယ်စစ်တပ်က25ရာခိုင်နှုန်းဝင်ထိုင်ထားတယ်ပြောချင်ရပြောလို့မရဘူးငါလည်းမကြိုက်တဲ့လူဆိုမောင်းထုတ်လိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ကဘာမှအထိပ္ပယ်မရှိတော့ဘူးဆိုတော့အထိပ္ပယ်ရှိအောင်လုပ်တဲ့ရွေးကောက်ပွဲသားတွေအထိပ္ပယ်ရှိတယ်အထိပ္ပယ်ရှိအောင်လုပ်တဲ့ရွေးကောက်ပွဲဘယ်ရွေးကောက်ပွဲမှာအထိပ္ပယ်မရှိဘူးเนาะဒါကတော့ကျွန်တော်မြန်မာနိုင်ငံမှာမြင်ရမယ့်အမြင်လို့ထင်ပါတယ်လို့ကျွန်တော်ကျွန်တော်ကတော့ချေကွေဗာရာရဲ့အဖန်အပြည့်တော့မဟုတ်ဘူးဒါပေမဲ့သူပြောဘူးသလိုပေါ့နော်တော်လန်ရေးတစ်ခုလုပ်တယ်ဆိုတာပညာရေးကနေစရတာပဲအသိဉာဏ်မပါရင်ဘာမှလုပ်လို့မရဘူးဆိုတော့ကြတော့ကျွန်တော်တို့ဒီပညာရေးကလိုတယ်ဒါပေမဲ့ကျောင်းပညာရေးကိုကျွန်တော်ဆိုလိုတာမဟုတ်ဘူးတကယ်တမ်းတိတိကျကျဘာတွေဖြစ်ခဲ့သလဲဘာလို့ဖြစ်တာလဲဘသူတွေကလဲကျွန်တော်တို့အမှန်တရားဆိုသင်လိုက်တဲ့ဟာတွေကဘသူရဲ့အမှန်တရားလဲဆိုမျိုးကုန်းလေးရှိတယ်ဘသူတွေကယုံထားတဲ့ဟာတွေကိုကျွန်တော်တို့လက်ပြီးနာလဲဆိုမျိုးကုန်းရှိတယ်အခုလက်ရှိလူငယ်တော်တော်များများကအကြောင်းပညာရေးစနစ်ကိုဖျက်ဆီးလာတာဆိုတော့အကြောင်းပညာရေးစနစ်ကနေဝင်းတို့ခေတ်ကနေပြီးထွက်လာတဲ့เนาะဒီရင်ဖာစာပါလာတို့ဦးနေဝင်းတို့ကနေပြီးတော့တန်းရွှေတို့ကနေပြီးတော့ရေးလိုက်တဲ့ curriculum တွေเนาะနောက်အဲ့ဒီ curriculum တွေကနေပြီးတော့ကျွန်တော်တို့သင်တန်းပြီးသွားတဲ့ဒီကျောင်းဆရာမနဲ့ကျောင်းကျောင်းတွေရဲ့ပံ့ပိုးကူညီသူတွေစီကနေတဆင့်ကျွန်တော်တို့ပြန်ကြားရတဲ့သမိုင်းတွေကိုပဲသိကြတာเนาะတကယ်ဖြစ်ရဲ့အစ်စ်ကိုကျွန်တော်တို့ကသိမမြင်ဘူးမပြောဖြစ်ကြဘူးပေါ့เนาะအဲ့တော့တကယ်တမ်းဘာလို့လဲလို့ပြောရင်ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာတကယ်သိဖို့လိုတယ်နော်ပြီးလို့ရှိရင်ကျွန်တော်နိုင်ငံကိုတခြားနောက်နိုင်ငံတွေကပြောသလိုမျိုးကျွန်တော်တို့အပြည့်အဝ normal state လို့တော့စဉ်းစားလို့မရဘူးပြရတယ်ပုံမှန် normative state တစ်ခုမှရှိတဲ့ပုံမှန်နိုင်ငံတော်ကြီးတစ်ခုမှရှိတဲ့ပုံစံမျိုးကတော့ကျွန်တော်နိုင်ငံမှာစဉ်းစားလို့မရသေးဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတာကိုနားလည်ဖို့လိုအဲ့တော့ကြတော့ကျွန်တော်တို့အနေနဲ့ကဒီအရန်လောကနိဗ္ဗာန်ရောက်သွားတဲ့ဒီချိန်မှာသုံးလို့ရတဲ့စံနှုန်းမျိုးတွေလည်းကျွန်တော်တို့ကလုပ်လို့မရသေးဘူးဒါပြီးတော့ကျွန်တော်တို့ရဲ့အဓိကကနားလည်မှုပုံစံမှာကွာခြားမှုတွေရှိတယ်အဲ့တော့ဥပမာနိုင်ငံတော်ဆိုတဲ့အပေါ်မှာမြို့ပြပညာတတ်ဗမာလူမျိုးအများစုရဲ့မြင်တဲ့အမြင်မျိုးနဲ့တောထဲမှာဘုံနဲ့ထုခံထားရတဲ့တိုင်းသားတွေမြင်တဲ့အမြင်မျိုးကတော့မတူဘူးအဲ့တော့နိုင်ငံတော်ဆိုတာတော့မှကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေတုန်းက EO ခေါင်းဆောင်တရားကိုခေါင်းဆောင်နေနဲ့ကျွန်တော်တို့စကားပြောတဲ့အချိန်ပေါ့နော်တို့တွေကျွန်တော် intellect view ပါတယ်သူတို့ဆိုလို့ရှိရင်ဘာပြောလဲဆိုတော့တော်ဆွဲစကားကြီးပါတာကမကြိုက်တာနော်ဟောဆိုတော်ဆွဲစကားကြီးပါတာကမဟာဆန်ပြီးတော့မှအရင်ကမြင့်မြတ်ပြနေပုံစံပေါက်လွန်းနေပေါ့နော်အဲ့တော့နိုင်ငံတော်မဟုတ်ဘဲနဲ့နိုင်ငံလို့ပဲပြောင်းတော့မရဘူးလားတဲ့ကျွန်တော်ပြောတယ်ဆိုတော့ပြောချင်တာစိတ်ထဲမှာနိုင်ငံတော်ဆိုတဲ့ဟာကြီးကခံစားလို့မရတဲ့ level ကိုရောက်နေပြီတကယ်တမ်းကျတော့နော်ဆိုတော့ကျွန်တော်တို့ကနိုင်ငံကိုအားလုံးကိုပြန်မြင်လို့ရတဲ့နိုင်ငံတစ်ခုဖြစ်အောင်အခုဆိုလို့ရှိရင်နိုင်ငံကိုပြန်မြင်လို့ရတဲ့နိုင်ငံမဖြစ်ဘူးနော်ကျွန်တော်တို့ကသက်စာခံမှုတွေထည့်ရတယ်ပတ်စံတွေထည့်ပေးရတယ်ခွန်အားထည့်ရတယ်လောက်အားကထည့်ရတယ်အချိန်ထည့်ရတယ်အကုန်ထည့်လိုက်ရတယ်နိုင်ငံတွေကိုစနစ်တစ်ခုလို့မြင်ကြည့်လိုက် input တွေအများကြီးပေးရတယ်ထွက်လာတဲ့ output ကဘုံတွေသနှက်တွေကြီးစံတွေနော်လေရင်နဲ့လက်ထုတာတွေဖြစ်နေတာဆိုတော့အဲ့ဒီအချိန်ဒီမျိုးမှာဘယ်သူမှကိုယ့်ရဲ့နေရာလို့ကိုမခံစားရဘူးအဲ့ဒါကိုနောက်ပြီးတော့တစ်ခါခဏလို့ចောင်းသင်ခန်းစာတွေပြန်ကြည့်လိုက်လို့ရှိရင်လေတော်တော်များများကိုယ့်ရဲ့ခေါင်းဆောင်တွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့သမိုင်းတွေဆိုလို့ရှိရင်ဒီထဲမှာမပါဘူးအဲ့တော့ငါ့ရဲ့နိုင်ငံလို့ဘယ်လို့မှခံစားလို့မရတဲ့အဆင့်ကိုရောက်သွားတာဒါကြီးကကိုယ်ပေးတာလည်းမဟုတ်ဘူးကိုယ်စီကနေလည်းယူသေးတယ်ကိုယ်လည်းခဏလို့ပြဿနာမျိုးစုံရှာပြီးတော့မှဖြစ်တာဆိုတော့ကြတော့เนาะအဲ့တော့လူငယ်တွေကဘာလုပ်ဖို့လိုလဲဆိုဒီအခြေအနေတွေကိုနားလည်ဖို့လိုတယ်နံပါတ်1ပထမကျွန်တော်တို့ကနိုင်ငံရေးကိုလူငယ်ဆိုတာအရင် energy များတယ် energy များတော့အရင်လှုပ်ချင်တာဒါပေမဲ့အခုလက်ရှိလူငယ်တွေလှုပ်ဖို့အတွက်လာတဲ့ guideline ကနေရာ2နေရာလာတယ်တခုကဘာလဲဆိုတော့ခုနကပြောသလိုစစ်အာဏာရှင်အဆက်ဆက်ကနေပြီးတော့ထုတ်ပေးလိုက်တဲ့ manifesto တွေအဲ့ဒါတွေကခေါင်းထဲမှာတစ်ခါလူငယ်တွေစီမှာကျောင်းမှာသင်ပေးလိုက်တာအဲ့ဒါကို
ပြင်ရောက်လာတဲ့ခါကျတော့ normal နိုင်ငံကြီးတွေကနေပြီးတော့မှ normative state တွေကနေပြီးတော့ထုတ်ပေးလိုက်တဲ့ဟာခိုက်လိုက်မျိုးစုံတစ်ခါထပ်ရပြင်အောင်အဲ့နှစ်ခုကြားမှာလူငယ်တွေကရလာတဲ့ ideas တွေရှိတယ်ကျွန်တော်ကဘာလုပ်စီချင်လဲဆိုတဲ့ခါကျတော့လူငယ်တွေနဲ့ကနည်းနည်းလေးပို့ပြီးတော့စုံတဲ့ source တွေကိုရှာပေါ့နော်ပြီးနိုင်ငံမှာတကယ်ဘာဖြစ်တာလဲဆိုတဲ့ဟာကိုခဏကလို့အစွန်းတစ်ပါးမဟုတ်ဘဲနဲ့ပြန်ပြီးတော့လေ့လာဖို့လိုတယ်လေ့လာပြီးတဲ့ခါကျလို့ရှိရင်တော့ဒီဘာလုပ်တင်ဆိုတော့စဉ်းစားဖို့လိုတယ်အရေးကြီးဆုံးကတော့တာဝန်ခံတဲ့နိုင်ငံပေါ်အောင်လုပ်ရမယ်ကျွန်တော်ပြောအဲ့ဒါဘာမှတာဝန်မခံဘူးဆိုလို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးဒါပေမဲ့တာဝန်ခံပါဆိုတဲ့ခေါင်းစဉ်အောက်ကရှိသမျှအားလုံးအမျက်ထုတ်တဲ့နိုင်ငံတွေလုပ်လို့မရဘူးတာဝန်လည်းခံရမယ်အမျက်ထုတ်မှုလည်းနည်းတယ်ဘုံကောင်းကျိုးတကယ်ရတဲ့နိုင်ငံဖြစ်အောင်လုပ်ဖို့လိုတယ်အဲ့အတွက် knowledge လိုတယ်လူငယ်ရဲ့ energy လိုတယ်နော်energy နဲ့ knowledge နဲ့ပေါင်းမှုလိုဟုတ်တယ်လဲဆိုလူကြီးတွေကတော့တလန်းဆုပ်တင်တာပေါ့ဗျာဒီလားအဲ့လိုပြောရဆိုတာလူကြီးတွေကပန့်ပိုးပေးတဲ့နေရာကိုယူတက်ဖို့လိုတယ်ကျွန်တော်နိုင်ငံမှာအကောင်လုံး actor လုပ်ချင်နေတာပြဿနာ facilitator ကပျောက်နေတာနော်တကယ်တော့အဲ့တော့ facilitator လုပ်ချဖို့လိုပါတယ် facilitator ဆိုတဲ့နေရာမှာလဲ facilitator ဆိုတာကလေထိုင်ပြီးတော့ပဲအပြစ်ပြောနေလို့လည်းမရဘူးဆိုတော့ဘာလုပ်ဖို့လိုလဲဆိုတဲ့ဟာတွေကိုရှာရမယ်ပြောရမယ်လူကြီးတွေကကျတော့ခဏလိုအတွေ့အကြုံတွေလည်းအများကြီးရှိတယ်ကောင်းတယ်လုပ်ချင်ကြင်စိတ်တွေအများကြီးရှိလူကြီးတွေအများကြီးရှိတယ်ပေါ့နော်ဒါတွေကတစ်ဖက်ကလည်းဘာလို့ဆိုလူငယ်တွေကိုနေရာပေးဖို့ဆိုတာကနေရာပေးတယ်ဆိုတဲ့စကားလုံးကကြီးနေရာပေးတယ်ဆိုကြတဲ့ကိုယ့်လက်တွေကနေရာကိုလှုပ်ပြီးသူတို့တွေကိုထည့်ပေးရတာအဲ့တော့လူငယ်တွေကိုအရင်ဆုံးကျွန်တော်တို့က environment ကောင်းကောင်းဖန်တီးပေးဖို့တော့လူကြီးတွေကလုပ်ဖို့လိုတယ်ဆိုတော့ environment ကောင်းကောင်းသူတို့တကယ်လေ့လာနိုင်မဲ့ဟာကောင်းကောင်းနေကျွန်တော်တို့ဖန်တီးပေးဖို့လိုတယ်ဆိုတော့အဲ့ဒါကဆက်ရနာရှင်တခုတည်းပြဿနာမဟုတ်ဘူးဘယ်အစိုးရပဲတည်းအဲ့ပြဿနာရှိမှာပဲနောက်အခုလက်ရှိမှာလည်းပြဿနာရှိတယ် environment ကောင်းရမယ်ပြီးလို့ရှိရင်လူကြီးတွေကိုယ်တိုင်ကဘယ်တော့ငါတို့နေရာဖယ်ပေးရမလဲဆိုတာသိဖို့လိုတယ်ဟုတ်ပြီနေရာဖယ်ပေးလိုက်လို့ရှိရင်တက်လာမဲ့လူငယ်အတွက်ကိုလည်းကျွန်တော်သင်ပေးထားဖို့လိုတယ်သင်ပေးထားတယ်ဆိုတာကိုယ်မှရှိတဲ့ idea တွေပဲသူတို့သင်ပေးတာပြောတာမဟုတ်ဘူးသူတို့လေ့လာနိုင်တဲ့အဆင့်ထိရအောင်ကျွန်တော်လုပ်ပေးဖို့လိုတယ်ဆိုတော့အဲ့လိုမျိုးလုပ်ပေးထားပြီးတော့မှလူကြီးတွေကဒီလုံနိုင်ကိုင်နေတဲ့လူငယ်တွေကိုကိုယ်တိုင်facilitator လုပ်အဲ့တော့ကိုကသွားပြီးကိုကောင်းတဲ့ဟာထုတ်ပြီးသူတို့တထည့်ပေးဖို့ပြောတာမဟုတ်ဘူး facilitator လုပ်ပြီးတော့ထွက်လာတဲ့လူငယ်တွေကိုကြားလို့ရှိရင်နေရာကိုပေးလိုက်ပေါ့နော်အဲ့လိုနေရာပေးလိုက်တဲ့ခါကျတော့ရှင်ကျွန်တော်နိုင်ငံပို့ပြီးတော့အလုပ်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်အဓိကကတော့လူငယ်တွေမှာလည်းကျွန်တော်တို့ကတေချာနားလေတဲ့ channel တွေပေါ်လာဖို့လိုတယ် energy တကယ်ရှိဖို့လိုတယ်ပြီးရင်လူကြီးတွေကလည်းခိုင်းပါတယ် positions တွေကိုထိဆောက်ပေးဖို့လိုတယ်နော်ကျွန်တော်အဲ့လိုမျိုး belief မှာအဟဖြစ်တာအကွာဟဖြစ်တာပေါ့နော် belief gap ပေါ့ဘာလို့ belief မှာဘယ်လိုဖြစ်လဲဆိုတဲ့အခါကျတော့ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပြောရင်အခုလက်ရှိလုပ်နေတဲ့အလုပ်ရက်တွေပေါ်မှာသူတို့ကယုံကြည်မှုအားနေတာဖြစ်နိုင်တယ်။အခုလက်ရှိစစ်တပ်ကိုတိုက်လို့မရတော့ဘူးလို့ယုံကြည်တယ်ပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်အခုလက်ရှိလုပ်နေတဲ့သူတွေကလည်းစစ်တပ်လိုပဲသူတို့လည်းအဖြူမဟုတ်ဘူးဆိုစဉ်းစားချက်မျိုးနဲ့တွေးနေတာလည်းရှိနိုင်တယ်။ဆိုတော့သူတို့တွေးတဲ့အမှားလဲသူတို့ရဲ့ reasoning ယုတ်တိဗေဒကတော့အတိုင်းအတာတစ်ခုလေးရှိတယ်။တခုနကပြောတဲ့ကိုပဲကောင်းစားခြင်းနေဆိုရင် attitude ကတော့ပြဿနာရှိတယ်။အဲ့မှာအဲ့ attitude ကိုတော့ကျွန်တော်တို့ကဓာတ်ရိုက်သွားပြီးတော့အခုကိုပြင်ကနေအထဲကိုသွားပြီးတော့ဘာပြောလို့မရဘူးလေနော်။အဲ့ဒါကြတော့ဆိုတော့အရေးကြီးတာကဒီခဏပြောတဲ့ဇာတိတသီလပေါ့။ဇာတိတသီလ virtue နဲ့ပတ်သက်ပြီးတော့ကျင့်နိုင်အောင်ဆိုရှင်ကြတော့ကျွန်တော်တို့ခဏကcommunity ကိုချစ်တတ်တဲ့စိတ်အတိုင်းမြုံချစ်တတ်တဲ့စိတ်ဒါလေးကငါရဲ့အတိုင်းမြုံပါလားဆိုတာခံစားရတဲ့စိတ်အဲ့ဒီစိတ်ကလိုတယ်အဲ့ဒီစိတ်ကိုဘယ်လိုဖန်တီးမလဲပေါ့နော်ဒါကတော့အရေးကြီးတယ်ဖန်တီးနေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတော့အခြေပြောလို့တော့ရှုံမှာပေါ့နော်အဲ့ဆိုအဓိကအရေးကြီးတာပြောချင်တာတော့ငါရဲ့အတိုင်းမြုံဆိုတဲ့စိတ်ကိုဖန်တီးပေးလိုက်ရင်လူတွေကကိုယ်တိုင်မြုံတော့အလုပ်လုပ်ချင်တဲ့စိတ်ဆိုတာရှိတယ်ဘယ်လိုလုပ်ချင်လဲဆိုခဏပြောသမျိုးငါတို့အသိမခံနိုင်ဘူးဆိုတာမျိုးဒါလည်းသူ့အနေနဲ့သူတို့ legitimacy ရှိတယ်ဒါဆိုငါတို့အသိမခံနိုင်ဘူးဒါပေမဲ့ငါတို့ဘယ်လိုလုပ်မလဲအဲမှာရှိနေနေငါတို့တခြားဒီတော်လန်ရေးတစ်ခုမှမဟုတ်ဘူးတခြားသောအချိန်တိုင်းတာဆက်မှာကျွန်တော်တို့ကဘာလို့လဲဆိုတော့အာနာကိုခုခံနိုင်တဲ့စိတ်လိုတယ်အာနာဆိုရင်ခုခံခြင်းတဲ့စိတ်ဆိုအာနာတစ်ခုကိုတနေရာမှာလာစုလိုက်တာနဲ့နော်အာနာကအချိန်တစ်ခုကျွန်တော်ဆိုအမြဲတမ်းပြောတယ်ကျွန်တော်တို့မှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲအဆင့်အလွှာခွဲတဲ့စိတ် hierarchy ရှိတယ်နော်အဲ့တော့အဆင့်အလွှာခွဲတဲ့ hierarchy တိုင်းကိုဝေဖန်စောင့်ကြည့်တဲ့မျက်စိလိုတာဆိုတော့6လထပ်ပို့ပြီးတော့အဆင့်တန်းခွဲပြီဆိုလို့ရှိရင်အဲ့ဒါအထိမရှိဘူးကျွန်တော်မျိုးဒါကတော့အချိန်တစ်ခုတတ်မှတ်ပြလိုက်တော့မြင်ရလွယ်အောင်ပြောတာ6လလောက်ထပ်ပို့ပြီးတော့သူကအဆင့်တန်းတစ်ခုရောက်နေပြီဆိုလို့ရှိရင်လူပုံမှန်လူတွေရဲ့ level ကနေတစ်ခုရောက်သွားပြီဆိုတော့ကျွန်တော်ကပြန်ပြီးမေးရတော့ဘာကြောက်လဲအဲ့ဒါဆိုတော့
သူ့ဘာသူတော်လို့ပဲဖြစ်ဘာလို့ပဲဖြစ်ရောက်သွားပြီဆိုရင်လူတန်းစားကွဲတာကမဟုတ်တာလူတန်းစားကကွဲလာပြီဆိုကျွန်တော်ကမေးရတော့ဘာကြောက်လဲဆိုတော့အဲ့လိုမျိုးဝေဖန်တတ်တဲ့စိတ်အာနာဝေဖန်ပြီးတော့ကြည့်တတ်တဲ့စိတ်ကအရင်မွေးထုတ်ဖို့လို့တယ်နော်ဒါအဲ့လိုပြောလို့ကိုအာနာရဝိုင်းရောကိုအာနာရဝိုင်းကြောင့်တာယာဝါတာလည်းမဖြစ်ရဘူးနော်ကိုအာနာရဝိုင်းလည်းကိုပြန်မြင်ရမယ်အဲ့ဒါဆိုအဲ့ဒီစိတ်ကမွေးရမယ်ပြီးခဏပြောလို့အတိုင်းမြုံနေငါတို့ရဲ့အတိုင်းမြုံဆိုတာကိုငါတို့ချစ်တတ်တဲ့စိတ်ကိုငါတို့မွေးရမယ်အဲ့ဒီဟာဆိုတော့အတိုင်းမြုံကိုချစ်တတ်တယ်ခဏလိုအာနာဝေဖန်တတ်တယ်ဆိုရင်နောက်တစ်ခုကလှုပ်ဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာလို့လဲဆိုတော့ခဏလို knowledge လို့တယ်နံပါတ်1 knowledge ကဘယ်လိုလုပ်မှာလဲဘာတွေလုပ်လို့ရလဲဆိုတာပြီး attitude လို့တယ် attitude ဆိုတော့ခဏပြောသလိုခံဘယ်လိုမျိုးသူကဒါဒီ attitude ကဘယ်လိုလဲပေါ့နော်ငါတို့ကလှုပ်ပေးခြင်းနဲ့စေတနာရှိတယ်ပြီးတော့တရားရှိတာပေါ့နော်တရားရှိတဲ့ attitude ကိုမွေးဖို့လိုတယ်ပြီးလို့ရှိရင်skill ဆိုတာပေါ့နော်ကျွန်တော်တို့ motivation လို့တယ် motivation ဆိုတာတကယ်သူကလှုပ်ခြင်းနဲ့စိတ်စောမှုရှိတယ်ဆိုတာဟာ motivation ကိုကျွန်တော်တို့ဘယ်လိုပေးမလဲဘယ် story တွေစီကနေစင် motivation တွေပေးမလဲဘာလို့လူဆိုတာ story ဖတ်တဲ့တော့ story တွေဖတ်ပြီးတော့ကျွန်တော်လည်းငယ်ငယ်တော့ story တွေဖတ်ပြီးကြီးလာတာပဲเนาะ story ကတော်တော်ဆွဲတယ်စိတ်တယ်မှာဆို story တွေအများကြီးလို့တယ်အဲ့မှာတော့ media ကဏ္ဍတွေပါအများကြီးပါလာတာပေါ့ဒီ story တွေကိုမြင်ရလို့ရှိရင်ငါတို့ရောဘာလို့လဲဆိုမေးကုန်ပြန်မေးပြတယ်เนาะငါတို့ကလည်းဒါမျိုးလေးဖြစ်နေတယ်ဆိုစိတ်မျိုးပေါ်လာနိုင်တယ်အဲ့တော့ story တွေလို့တယ်ဒီခါမျိုး story တွေ knowledge တွေ skill တွေရှိတယ်ဆိုလို့ရှိရင်လှုပ်ချင်တယ်စိတ်ပေါ်လာနိုင်တယ်အဲ့ဒါဆိုတော့ဒါကကျွန်တော်တို့ကမွေးပေးဖို့လိုတာအဲ့ဒါကြတော့ဘယ်လိုပြောမလဲဆိုတော့ layer မြေတစ်ခုကိုထွန်ရက်တယ်လို့ပဲ nurturing လုပ်ဖို့လိုတဲ့စိတ်ပေါ့နော်အဲ့တော့တကယ်တော်တယ်လို့ပြောတဲ့ခါမှာလဲခုနပြောဆိုဘလို့တော်တာလဲပေါ့မိကုံကဘလို့တော်တာဘာလို့တော်တာလဲညံကောင်းတာကိုပဲတော်တယ်လို့ခေါ်မှာလားဒါမှမဟုတ်လို့ရှိရင်ခဏလို့တေချာလူတိုင်းဝိုင်းရဲ့ပြဿနာစနစ်တွေရဲ့သဘောကိုနားလည်ပြီးတော့တော်တာကိုပြောတာလားစနစ်တွေကိုနားလည်ရင်တော့သူကငါကြီးပဲကောင်းတယ်ဆိုတဲ့ဟာငါတို့အထိပ်ပဲမရှိဘူးဆိုတာမြင်လိုက်တယ်ဘာကြောင့်ဆိုတော့ကိုကောင်းတဲ့တစ်ချက်ပဲအတိုင်းမြုံချစ်တက်လို့ရှိရင်စနစ်ကိုမြင်တက်လို့ရှိရင်သူကငါတို့ကကောင်းတယ်ဆိုတဲ့စိတ်ကနေဖို့အတွက်လူကပုံမှန်လူတယောက်ကလက်ပြမလို့နော်အဲ့ဒါကိုသိအောင်တော့ကျွန်တော်လုပ်ပြီးဖို့လိုတာပေါ့နော်ဆိုတော့အဲ့ဒါတွေအများကြီးလုပ်ပြီးဖို့လိုတယ်လို့ထင်ပါတယ်အဲ့တော့ခဏပြောဆိုတခုကနောက်နိုင်ငံတွေအပြင်ထွက်တယ်ဆိုလဲကျွန်တော်တို့သိပြောလို့မရဘူးနော်အဲ့ဒါဘာလို့ဆိုနောက်နိုင်ငံကိုအပြင်ထွက်လိုက်ပြီးတော့နောက်နိုင်ငံဟာကိုလေ့လာပြီးပြန်လာလို့ရှိရင်လဲပုံမှန်နိုင်ငံကြီးတွေစီကနော် normal နိုင်ငံကြီးတွေစီကနေပြီးတော့ရောက်လာတဲ့ ideas တွေကိုသူကအဲ့ရှုတော့ကြီးအဲ့မျက်မှန်ကြီးပါလာတာပါတော့မြန်မာနိုင်ငံကြည့်မြန်မာနိုင်ငံလဲ normal နိုင်ငံကြီးလိုပဲချိန်တန်လို့ရှိရင်ဟိုဟာဖြစ်မယ်တရားဖြစ်မယ်လို့စဉ်းစားကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံ normal နိုင်ငံမဟုတ်ဘူးကျွန်တော်နိုင်ငံ mafia နိုင်ငံအဲ့ဒါကိုနားလည်ဖို့လိုတယ်ဆိုတော့အဲ့ရှူတောက်ကနေပြီးတော့လေမြင်တက်တဲ့မျက်မှန်ကိုပေးဖို့လိုတယ်နောက်တစ်ခုကတိုင်းသားဒေသတွေမှာ scholarship ရတဲ့လူတွေရှိတယ်ဒီလူတွေဆိုရင်ကြတော့လေများအဖြစ်ကဒီနှစ်80ဒေါ်လာရင်းနဲ့ပို့ပြီးနီးစပ်ကြတဲ့သူတွေပေါ့နော်ဆိုတော့ကြည့်လိုက်လို့ရှိရင် scholarship တွေရတယ်ပြန်လာဆိုတော့သူတို့တွေကြတော့ normal နိုင်ငံမဟုတ်ဘူးဆိုတာသိတယ်သူတို့ခံခဲ့ရတာပေါ့နော်မြို့ပေါ်ကလူတွေကနိုင်ငံတော်ကြောက် secure ဖြစ်တဲ့အချိန်မှာတော်ရရလူတွေကနိုင်ငံတော်ကဘုံနဲ့ထုတာနော်အဲ့တော့နောက်ပြီးတော့သူတို့ရဲ့ဘာသာစကားတွေသူတို့သမိုင်းတွေဆိုလို့ရှိရင်အမေပြောက်ခံရတဲ့အနေထားကိုရောက်တယ်မပြောလို့မရတဲ့အနေထားတွေရောက်တယ်ဒီအင်ကြီးဒီပေါင်းပြီးဝတ်တာမျိုးလို့ရှိရင်ဖမ်းချုပ်ခံရတဲ့အနေထားမျိုးတွေရောက်တာရှိတယ်ဆိုတော့ကျတော့သူတို့တွေကဒီစကားတွေကိုသူတို့ရှင်တယ်မှာအဲ့ဒါသိတယ်နိုင်ငံခြားသွားတယ်နိုင်ငံတကာမှာဘယ်လိုရှိလဲဆိုတာသူတို့သိတယ်ဆိုတော့သူတို့တွေကကျွန်တော်ထင်တယ် bridge လုပ်နိုင်တဲ့အနေထားတစ်ခုရှိတယ်သူတို့စီမှာအဲ့ဆို experience လည်းရှိတယ်ပြီးလို့ရှိရင်နိုင်ငံတကာမှာဖြစ်နေကြတဲ့ဟာကိုလည်းမြင်တယ်ဆိုတော့ bridge လုပ်နိုင်တဲ့အနေထားရှိတယ်ဆိုတော့ဒီလူတွေကိုကြတော့ကျွန်တော်တို့ကကိုအနေနဲ့စကားပြောဖို့လိုတယ်စပြီးတော့လေစကားပြောဖို့လိုတယ်စကားပြောပြတဲ့အခါမှာတို့တွေကဘယ်လိုမြင်ရှိတယ်လဲဆိုတဲ့မေးခွန်းတွေလည်းကျွန်တော်တို့မေးသင့်တယ်ပေါ့နော်ဒါတွေအဲ့လိုမျိုးတွေ့စဉ်းစားပါတဘိုးတန်စာစင်ကတော့တော်လန်ရေးဖြစ်မှာပဲရေးတဲ့စာစင်ပေါ့နော်စာစင်ဆိုတော့ကျွန်တော်ကအဓိကမြန်မာနိုင်ငံရဲ့ပြဿနာကစကားလုံးတွေကတော်တော် gap ဖြစ်တယ်တိုင်းသားတွေပြောတဲ့စကားကတိုင်းသားတွေပြောတဲ့လွတ်လပ်ရေးဆိုတဲ့နားလည်မှုနဲ့ဗမာတွေပြောလွတ်လပ်ရေးနားလည်မှုချာမှာအဟရှိတယ်အဲ့ဒါဘာသာစကားအဟတခုတည်းမဟုတ်ဘူးလောကအမြင်အဟလည်းဟုတ်တယ်ပေါ့နော်ကဘာကြီးကိုမြင်တဲ့မြင်ကဘယ်လိုလဲဆိုတဲ့မျိုးကောနောက်တစ်ခါဂျီယိုစကားလုံးတွေပဲစဉ်းစားကြည့်ပါဥပမာလူမျိုးဆိုလို့ရှိရင်ဗမာတွေကျွန်တော်ကပြောခဲ့တယ်မင်းတို့ခက်ကဆိုလို့ရှိရင်လူမျိုးပေါင်း100တပါးဆိုဟာမျိုးစဉ်းစားတာနော်နောက်ပိုင်းကျတော့လူမျိုးဆိုလို့ပြောလို့ရှိရင်နိုင်ငံရေးအတိုင်းမျိုးတစ်ခုလို့စဉ်းစားတယ်ဘိုးကျောင်းဆန်းတို့ကျတော့ဒါနိုင်ငံသားဆိုတဲ့အယူဆနဲ့နည်းနည်းစင်တူတဲ့ဟာကိုစဉ်းစားတယ်နော်အဲ့အတိအကျတော့မဟုတ်ဘူးလေဒီနေ့ခေတ်ကျတော့လူမျိုးလို့ပြောလို့ရှိရင်သွေးနဲ့ဆက်တဲ့လူမျိုးစုဆိုတဲ့ဘက်ကိုပို့ပြီးတော့ idea ရောက်လာတာလည်းရှိတယ်တိုင်းတိုင်းဘက်မှာကျတော့လူမျိုးနဲ့အမျိုးသားလူတူကြားထဲမှာတို့ကတူလောက်စဉ်းစားတာပေါ့နော်အဲ့တော့အဲ့လိုမျိုးစကားလုံးတွေမှာကစကားတစ်လုံးနဲ့ပဲဒါပေမဲ့အဓိပ္ပာယ်ယူဆတာချင်းကမတူနေဘူးတော်တော်များများဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကစပြီးလေ့လာတာဘယ်စကားတွေကိုဘယ်လိုယူဆနေကြသလဲဘာလို့ဆိုမြန်မာနိုင်ငံမှာညှိမရတဲ့ပြဿနာတွေအဲ့ဒါပါတယ်အကုန်လုံးကဒီစကားပဲပြောတာဒါပေမဲ့နားလည်မှုမတူတော့တကယ်ညှိကြပြီဆိုတဲ့ခါကျရင်အဲ့ဒီအချက်တွေပေါ်စဉ်းစားပြီးပြောတဲ့တအားကွာထောက်သွားတာကွာထောက်သွားတော့ကျတော့ရေးတဲ့ဟာတွေကိုလည်းဘယ်သူမှမလုပ်ချင်တော့ဘူးဘာလို့ဆိုကိုနားလေတဲ့ဟာနဲ့မတူဘူးစာချုပ်တွေကနော်ပြီးလို့ရှိရင်သဘောတူညီချက်တွေစပွဲပေါ်စပွဲအောက်ဟာတွေကတခုမှလည်းလုံးမဖြစ်ဘူးဘာလို့ဆိုကိုစကလုံးကိုဟာတာနဲ့ကိုပြောကြတာအဲ့တော့ကျွန်တော်တို့ကဘာလို့ကိုစူးစမ်းလဲဆိုတော့ဒီစကလုံးတွေကိုကျွန်တော်နားလည်အောင်စူးစမ်းခြင်းတယ်ပေါ့ဒါပေမဲ့
နောက်ထပ်ပြဿနာကခဏလို့နိုင်ငံရေးလောကအမြင်မတူတဲ့ကိစ္စတွေတသေးလေးမဟုတ်ဘူးတော်တော်ကြီးရဲ့ကြီးတော့ကြတော့လောကအမြင်မတူဘူးဆိုတဲ့အကြောင်းတွေဘာလို့မတူလဲဆိုတဲ့အကြောင်းတွေနောက်ပြီးတော့ကျွန်တော်နိုင်ငံကိုယ်တိုင်ကကျွန်တော်တို့ကကိုလိုနီစနစ်ကနေပေးခဲ့တဲ့ project အဲ့ project ကိုဖာစာပါလာအစိုးရနဲ့စစ်အစိုးရနဲ့နောက်ရပ်ဘက်အစိုးရအကုန်လုံးကဆက်ခံသွားတာအဲ့အမျိုးသားနိုင်ငံဖြစ်ရေးဆိုတဲ့ idea ကြီးကိုနော်အဲ့တော့အဲ့ဒီ idea ကြီးကိုကျွန်တော်တို့ကကိုလိုနီစနစ်ကနေဘယ်လိုဆွဲထုတ်မလဲကိုလိုနီစနစ်ကဗြိတိရှဂျက်လန်ဖြုတ်ချလိုက်ပြီးတော့လည်းပျောက်မသွားဘူးလေသူတို့ပေးခဲ့တဲ့ institution ရှိတယ်သူတို့ပေးခဲ့တဲ့ belief တွေရှိတယ်သူတို့ပေးခဲ့တဲ့ ideas တွေရှိအဲ့ဒီဟာဘယ်လိုပြန်ပြီးတော့ဖြိုလို့ရတယ်ဆိုတော့ decolonization ဆိုတဲ့ process ပေါ့ဒီနေ့ထိမြန်မာနိုင်ငံမှာဖြစ်ကိုလိုနီစနစ်ရဲ့ belief တွေရှိတုံးပဲဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ဖြိုလို့ရမလဲနောက်တစ်ခါ feminism เนาะအမျိုးသမီးတွေအတွက်เนาะအမျိုးသမီးမဟုတ်ပါဘူး gender justice ပေါ့နော် gender ဘိုင်းဆိုင်ရာတရားမျှတမှုဘယ်လိုလုပ်ကြမလဲပေါ့ဒါတွေအကုန်လုံးเนาะအဲ့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့စာတမ်းတွေရေးတာမျိုးလေ့လာတာမျိုးသူတည်တနာလုပ်တာမျိုးလုပ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့နိုင်ငံတကာ audience လည်းရှိတယ်ဆိုတော့နိုင်ငံတကာအတွက်ကိုလည်းကျွန်တော်တို့ website နဲ့ရေးတာရှိတယ်စာတွေပါပြန်ပြောဖို့အတွက်ဆိုတော့ Facebook page လုပ်ထားတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ Facebook page တွေပါရတော့အရင်ကြီးဟိုမြများဆဆ run တာမျိုးမဟုတ်သေးဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကအခုကျွန်တော်တို့စာတမ်းကြီးတစ်စောင်ရေးနေတယ်အဲ့ဒါဒီနိုင်ငံရေးအမွေနှစ်နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့စာတမ်းပေါ့နော်အဲ့ဒါဒီမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားလူထုတွေ nations တွေပေါ့နော် nations တွေကိုကျွန်တော်တို့ကပြန်ပြီးတော့လေ့လာပြီးတော့ဒီလူထုအသီးသီးရဲ့နိုင်ငံရေး heritage ပေါ့ political အမွေနှစ်နိုင်ငံရေးအမွေနှစ်နော်နိုင်ငံရေးအမွေနှစ်ကိုကျွန်တော်တို့ကပြန်ပြီးတော့စုပြီးတော့စာတမ်းရေးတယ်ဆိုတော့အဲ့ဒါပြီးလို့ရှိရင်တော့ပို့ပြီးတော့ဒီထက်ပို့ပြီးတော့ရောက်လာမယ်ပေါ့နော်ဒီထက်ပို့ပြီးတော့မျှဝေပေးတာရှိမယ်အဲ့စာတမ်းကလည်းတော်တော်ထူတယ်ရှင်းနေတာဆိုတော့မပြီးသေးဘူးပေါ့နော်2နှစ်လောက်ရှိပြီအဲ့စာတမ်းတစ်စောင်နဲ့နေတော်တော်ကြာတယ်ဆိုတော့ကျန်တဲ့စာအုပ်လည်းထုတ်ထားတာ10အုပ်လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီစာအုပ်ကတော့ဒီမြန်မာနိုင်ငံနဲ့ပို့ပြီးတော့နီးစပ်တဲ့ ideas တွေရလာမယ်စာတမ်းဖြစ်တယ်ပေါ့နော်စာတမ်းအဲ့ဒါတွေလည်းကျွန်တော်အခုရေးနေပါတယ်လို့ကျွန်တော်ကတော့အုတ်ထုတ်အများကြီးပေါ့နော်ကျွန်တော်ကဟိုအကုန်လုံးရှောက်လုပ်တဲ့အချင်းရှိတဲ့ခါကျတော့ဒါခဏဆိုဆရာဝန်ဆိုတာတော့တခုပါတခြားလဲ ideas ရှိပါတယ်အမှကျွန်တော်ရဲ့တခြားဒီလေ့လာမှုတွေလည်းရှိတယ်အဲ့တော့ဆရာဝန်ကတော့ဟိုယောဂဆိုတဲ့အမြင်ကနေကြည့်တာပဲဒါပေမဲ့တစ်ဖက်ကဘယ်လိုပြန်တည်ဆောက်အောင်လဲဆိုတဲ့အမြင်နဲ့ကြည့်တာလည်းရှိတယ်ပေါ့နော်ဒါတွေကဥမာconstruction ဘယ်လိုလုပ်မလဲဆိုတဲ့ use မျိုးတွေကျွန်တော် philosophy ကိုလည်းကြိုက်တယ်ဆိုတော့ philosopher တယောက်အနေနဲ့ကလူတွေဘာတွေတွေးနေလဲဆိုတဲ့ဟာလည်းကျွန်တော်တို့အရင်စိတ်ဝင်စားဖို့ကောင်းတဲ့ use တစ်ခုဖြစ်တယ်ဘယ်လိုဘာလို့ဒါတွေဖြစ်လာလဲဘာလို့ဒီလိုတွေးကြလဲပေါ့နော်အဲ့တော့ခဏကလို့ယောဂနဲ့ပတ်သက်ပြီးပြောရင်တော့ကျွန်တော်နိုင်ငံကဘယ်လိုဖြစ်လဲဆိုတော့အခုဟိုခဏကပြောခဲ့တဲ့အတိုင်းပဲတာဝန်ခံတဲ့နိုင်ငံမရှိဘူးတာဝန်ခံတဲ့နိုင်ငံမရှိတဲ့အကြောင်းရင်းကလည်းခဏလို့ကျွန်တော်တို့ရဲ့ဒီတိုင်းသားတွေတော်လှန်တဲ့ကိစ္စကိုပြောတယ်ဒါပေမဲ့အချုပ်ချာအာဏာထဲမှာအများနဲ့နှစ်ချမ်းကွဲတဲ့ကိစ္စကကျွန်တော်ပြောတာရှားတယ်ချုပ်ချာအာဏာများနှစ်ချမ်းကွဲတဲ့ပြဿနာဒါပေမဲ့အဲ့လိုနှစ်ချမ်းကွဲတယ်ဆိုတာလည်းစစ်အာဏာရှင်ကြောက်ပါတယ်ဒါပေမဲ့စစ်အာဏာရှင်တယောက်တည်းကြောင့်မဟုတ်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုမှာကတွဲလို့မရတဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့မေးခွန်းအဲ့ဒါကြီးကိုလည်းနောက်ဆိုအကျယ်ဖြစ်ပြီးတော့မှခဏလို့ဒေါင်းလိုက်နှစ်ချမ်းကွဲထွက်သွားတဲ့ပြဿနာမျိုးထက်စားလို့ရှိရင်ကျွန်တော်ကဘယ်လိုတွေညှိလို့ရမလဲပေါ့နော်ဒါတွေကတော်လေးအထဲထဲမှာတော့မှကျွန်တော်အခုလေဆိုလို့ရှိရင်လည်းဂိုင်းကွဲတဲ့ပြဿနာဖြစ်တယ်ဆိုတော့ဘာလို့ဂိုင်းနေကွဲကြတာလဲဒါကကျွန်တော်တို့ရဲ့ဒီကျွန်တော်စဉ်းစားလို့ရတဲ့ဟာကျွန်တော်ကဒီဘာသာစကားလေးလေ့လာတဲ့အခါကျတော့စဉ်းစားလို့ရတဲ့တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘာသာစကားမှာသူက hierarchy ကွဲတဲ့ပြဿနာကျွန်တော်တို့ဘာသာစကားမှာယုတ်တိဗေဒကိုအရင်ရှာပြီးမှကောက်ချက်ဆွဲတာမဟုတ်ဘူးနဲ့ကောက်ချက်ကိုအရင်ရှာပြီးမှကျွန်တော်ယုတ်တိဗေဒပြန်ပေးတာပေါ့နော်စင်ကြေပြန်ပြောတာဥမာပညာရွှေလူမခိုးဆိုပညာကောင်းတယ်ရွှေအိုးလိုပဲလူကမခိုးဘူးဆိုအဲ့စဉ်းစားပြီးတော့မှနောက်ကနေကျွန်တော်ကောက်ချက်ပြန်ပေးတာယုတ်တိဗေဒတွေပြန်စဉ်းစားတာစင်ကြေပြန်ပေးတာပေါ့ဗျာစင်ကြေပေးတာဘာသာစကားရဲ့ structure ထဲမှာရှိတာဆိုတော့အဲ့တော့ကျွန်တော်ချင်းကြားထဲမှာဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ဟိုကိုဘာယုံလဲကိုဘာယူဆတာလဲဆိုတာအထိုင်ချလိုက်တယ်ပြီးတော့မှအကုန်လုံးကဇဝဲဝတ်တက်လိုက်အဲ့ဒါကိုကာကွယ်ဖို့အတွက်ကြိုးစားကြတာဘာလို့ဆို language structure ကအဲ့လိုဖြစ်နေတာကျွန်တော်တို့ကကာကွယ်မယ်ဒါကြီးကိုဆိုတော့အုပ်စုကကွဲထော်သွားအောင်စပြီးတော့အဲ့မှာနေပြီးဖို့အတွက်လှုပ်ထားတာမဟုတ်ဘူးကိုယုံတာကိုကာကွယ်ဖို့ရောက်လာတာဆိုတော့အဲ့မှာပြဿနာရှိတယ်အဲ့ဟာတွေကပေါ့နော်ဒါဘယ်လိုလုပ်ကြမလဲပေါ့ဒါနောက်တစ်ခုက majority နဲ့ minority အမြဲတမ်းပြောတယ်ကျွန်တော်တို့ majority မှုလို့လူများစုဖြစ်လို့ဘာအချောင်ရတင်တယ်လဲအမျိုးသားတွေက man privilege လို့ပြောတယ်ယောက်ျားတွေအချောင်ရတာရှိတယ်ဥပမာလက်ဖိတ်ဆံမှာထိုင်ပြီးလက်ဖိတ်တောက်လိုက်လို့ရှိရင်နိုင်ငံရေးကိုဟူဟာပြောလိုက်လို့ရှိရင်ယောက်ျားတွေကဟာဆရာကြီးဖြစ်သွားတာတန်းပြီးတော့နိုင်ငံရေးသမားကြီးလိုပဲပြရက်ကွက်တယ်မှာပေါ့နော်အမျိုးသမီးတွေအဲ့လိုမရဘူးအမျိုးသမီးတွေကလက်ဖိတ်ဆံမှာအဲ့လိုထိုင်လို့လည်းမရဘူးအဲ့လိုကြည်ပြောလို့လည်းသူကနိုင်ငံရေးဆရာကြီးလို့သူကမဖြစ်ဘူးယောက်ျားတွေကအဲ့ဒီအချောင်ရတာယောက်ျားဖြစ်လို့အချောင်ရတာဆိုအဲ့လို idea မျိုးပဲဗမာဖြစ်လို့အချောင်ရတာပါရှိတယ်ဒီကောင်ကလူများစုဖြစ်လို့အချောင်ရတာပါရှိတယ်ဆိုအချောင်ရတာရှိသလိုဘယ်အရာတော့ဖြစ်ပြန်ပြီးတော့ modest ပေါ့နော်ဘယ်အရာကိုပြန်လျှော့ပေးမလဲပေါ့ဥပမာမျိုးသားတွေကအမျိုးသမီးတွေနေရာပေးမယ်ဆိုခုနကလိုမျိုးအာကြလို့ပြီးတော့ဆရာကြီးလုပ်တဲ့ကိစ္စမျိုးတွေကိုမှပါဝါရှိလို့လုပ်လို့ရလို့လုပ်တာကွာဆိုတဲ့ဟာမျိုးတွေလျှော့ပလိုက်ဖို့လိုတယ်ဒါကိုကပုံမှန်ကြီးဖြစ်နေရင်တော့မှကိုကမလုပ်ဘူးဆိုတဲ့ချုပ်ထိန်မှုပြန်လျှော့ဖို့လိုတယ်အဲ့တော့ majority လဲလိုပဲ majority ဖြစ်လို့သူဒါတွေရတယ်ပေါ့ဥပမာအဖြစ်ငါတို့ကလူမျိုးများစု majority ငါတို့သမိုင်းငါတို့ရေးတယ်ဆိုပြီးចောင်းစာတွေမှာထည့်တင်လိုက်တာ
ဆိုအဲ့လိုတင်လိုက်လို့ရှိရင်တစ်ဖက်ကတိုင်းသားတွေကြတော့ငါတို့ပြန်မမြင်နေရဘူးကိုရှာလို့မရနေဘူးဒီသမိုင်းထဲမှာဆိုရင်မပါတော့ဘူးနိုင်ငံထဲမှာဆိုတာမျိုးဖြစ်လာတာမျိုးပေါ့နော်ဆိုဘယ်လိုထိန်းချုပ်မလဲကို majority modesty လို့ခေါ်တာပေါ့နော် majority ကဘယ်လို modest လုပ်မလဲလူများစုကဘယ်လိုပြန်ထိန်းမလဲကိုဆိုအဲ့လိုမျိုးအာဏာရှိလို့ရှိရင်အမျိုးသားမှလည်းအမျိုးသားချောင်ရတာရှိတယ်အမျိုးသားပြန်ထိန်းဖို့လိုတယ်လူများစုမှလည်းလိုပဲလူများစုချောင်ရရှိလူများစုပြန်ထိန်းဖို့လိုတယ်ဒီလိုမျိုးတွေပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ရှာဖို့လိုတယ်အဲ့တော့တာဝန်ခံတဲ့နိုင်ငံရှိဖို့လိုတယ်ပြီးလို့ရှိရင်ခဏလူများစုဖြစ်လို့ဆိုပြီးတော့လောက်တာမျိုးမဟုတ်ဘဲနဲ့ပြန်ပြီးတော့ responsibility ပြန်ယူတာเนาะကိုပြန်ပြီးတော့ထိန်းချုပ်ဖို့လိုတဲ့အပိုင်းတွေဆိုထိန်းချုပ်ဖို့လိုတယ်အဲ့ဒါတွေကတော့ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်တခြားဟာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်လောဆယ်စဉ်းစားလို့ရတဲ့ဟာဆိုကျွန်တော်ဒီနှစ်ခုကတော့ကျွန်တော်တော်တော်လောက်ယူရမယ့်အရာထင်တယ်เนาะတော်တော်လေးလောက်ရမယ့်အရာဒါပေမဲ့အရေးကြီးတယ်ဆက်အနာရှင်တိုက်ဖို့လိုတယ်ဆက်အနာရှင်တိုက်ဖို့လိုတယ်ဒါပေမဲ့ဆက်အနာရှင်ရဲ့အလွန်မှာဆက်အနာရှင်ဆိုတာကကျွန်တော်အမြဲတမ်းပြောသူစုပ်ဖုတ်ကောင်ဘောကတန်းအစိမ်ပဲရှိသေးတယ်တန်းကိုဖယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကထပ်တိုက်ရမယ့်ဟာတွေရှိတယ်ခဏလို့ဘာတွေကကျွန်တော်တို့ယဉ်ကျေးမှုတွေမှာရှိနေတယ်လေနော် belief တွေဘာတွေရှိနေတယ်လေဒါကြီးကျွန်တော်ပြန်ပြင်ဖို့လိုတယ်ပေါ့နော်အဲ့ဒါအများကြီးလောက်ရပါဦးကျွန်တော်တို့ကအခြေအနေအကြောင်းမျိုးကြောင့်နော်စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာနေရတဲ့လူတွေရှိတယ်ဒီလူတွေကအဲ့ဒီနေရလို့မို့လို့တချို့ကြောင့်လေ guilty ဖြစ်တဲ့စိတ်တွေရှိတယ်ဗျစကားပြောရလို့ရှိရင်သူတို့ကဒီထဲမှာနေရတာမကြိုက်ဘူးဆိုတဲ့ခံစားချက်ရှိတယ်ဒါပေမဲ့တခြားအကြောင်းမျိုးကြောင့်အဲ့ဒါယူလဲရှောင်လွှဲလို့မရဘူးပေါ့နော်ဆိုတော့ခြေနေရဖြစ်နေရတဲ့ပြဿနာဖြစ်လို့ကြောင့်မို့လို့ကျွန်တော်ကကောင်းတယ်ဆိုရဲဆိုတာလူတိုင်းကိုကျွန်တော်ပြောလို့မရဘူးဒါကြတော့လေလူတိုင်းကိုထွက်လာပါဆိုလဲကိုဘာမှစီစဉ်ပေးလို့ရတယ်လည်းမဟုတ်ဘူးပေါ့နော်နိုင်ငံကြီးတစ်ခုလုံးရွှေ့ပြီးခြားသွားလိုက်လို့လည်းရတာမဟုတ်ဘူးဥပမာကျွန်တော်ကတရုတ်နိုင်ငံနဲ့နီးတယ်ကျွန်တော်နိုင်ငံတစ်နိုင်ငံလုံးရွှေ့နေတယ်လို့လုံးဝမရတာနော်အဲ့လိုပဲစစ်တပ်ကြီးငောင်းနဲ့နီးတယ်ငါတို့အိမ်ကြီးတိမ်လုံးရွှေ့ရမယ်ဆိုတာလဲပြောလို့တော့လွယ်တာပေါ့လက်တွေ့လောက်ရရန်ခတ်တယ်နော်အဲ့တော့ဘာလုပ်ဖို့လိုလဲဆိုတော့အဓိကခဏပြောသူပြန်ပြီးတော့မွေးရမယ့်စိတ်ကလောက်ခိုင်းတဲ့အလုပ်မှန်တွေများလွယ်နဲ့မလုပ်နဲ့ဟုတ်လားအာနာရှင်ကိုအာနာကိုဝေဖန်တတ်တဲ့စိတ်ရှိဖို့လိုတယ်ဝေဖန်တတ်တဲ့စိတ်ရှိဖို့လိုတယ်ဆိုတော့အကုန်လုံးတော့ကျွန်တော်တို့ကအခြေအနေရလောက်ရတဲ့ဟာမျိုးလည်းရှိမှာပဲပေါ့နော်ဥမာမီတာကလည်းကောက်တာပါညာဒါတွေကအရင်တော့ဆန့်ကျင်တဲ့အောင်ဆန့်ကျင်ခဲ့ကြပြီးအခုချိန်ကျတော့လည်းအတိုင်းအတာထင်းလျောက်လုပ်ပြရတဲ့ဟာတွေရှိတယ်ဆိုတော့ဒါတော့ကိုယ့်ရဲ့အခြေအနေရကိုလုပ်ကြတာရှိမှာပဲပေါ့နော်ဒါပေမဲ့သေချာတာ legitimacy ကိုတွားပြီးတော့ကိုကပေးနေတဲ့ဟာမျိုးအလုပ်မျိုးတော့လုပ်စရာအကြောင်းမရှိဘူးနော်အလုပ်စရာအကြောင်းမရှိဘူးမလုပ်နဲ့အဲ့ဒါကိုနောက်တစ်ခုကဘဝနေနီးမှာကကျွန်တော်တို့ကတော်လှန်တဲ့စိတ်ကိုထည့်ဖို့လိုတယ်အဲ့တော့ကိုပတ်ဝန်းကျင်မှာရှိတဲ့နာဂတ်မျိုးဆက်တဲ့ကလေးတွေကရှိမှာပဲကလေးတွေကအထဲမှာလည်းမွေးတယ်ပြင်မှာလည်းမွေးတယ်နေရာထဲမှာမွေးတာနော်ကလေးကအခုဝေသားပတ်ထဲမှာကလေးများလည်းရှိတယ်အဲ့တော့ကလေးတွေကိုဘာပြောပြမလဲပြောပြတဲ့အခါကျလို့ရှိရင်ဒီအာနာရှိတဲ့သူတွေကဘယ်လိုမျိုးအဂတိဖြစ်လာတတ်တယ်လေဆိုတဲ့ကိစ္စနဲ့အာနာရှိတဲ့သူတွေကိုကျွန်တော်တို့ကစောင့်ကြည့်ဖို့လိုတယ်ဆိုတဲ့စိတ်နောက်လို့ရှိရင်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ခံတာမျိုးမဟုတ်ဘဲနဲ့မမှန်တာမဟုတ်တာမြင်လို့ရှိရင်နည်းနည်းဖြစ်ကျွန်တော်ကရုန်းကန်လိုက်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကကလေးတွေကိုလက်ဆင့်ကမ်းဖို့လိုတယ်မွေးပေးဖို့လိုတယ်ဘာလို့ဆိုကျွန်တော်နိုင်ငံရဲ့သမိုင်းအဆုံးကစစ်တပ်ကြပြီးတော့ကျွန်တော်သမိုင်းဆုံးသွားမှာမဟုတ်ဘူးကျွန်တော်နိုင်ငံရဲ့သမိုင်းကစစ်တပ်ကြပြီးလက်ဆက်ရေးရမှာအဲ့တော့ဒီအနာဂတ်မျိုးဆက်တွေကရှိတယ်အဲ့တော့သူတို့တွေကိုကျွန်တော်တို့ကအာဏာရှင်တွေကိုလက်မခံတတ်တဲ့စိတ်ကိုလက်ဆင့်ကမ်းဖို့လိုပါတယ်